ဒီနေ့ကကျွန်တော်က Trinity guitar performance exam နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြမယ်ပေါ့နော်ဘယ်လိုမျိုးဖြေရမလဲဘာလို့ပါလဲအဓိကပထမဆုံးပြောချင်တာ Trinity grade exam နှစ်မျိုးရှိတယ်တစ်ခုက acoustic နဲ့ rock guitar ဆိုပြီးနှစ်မျိုးရှိတယ်အဲ့တော့ grade alike ရှိတယ်1 to 8ရှိတယ်ကျွန်တော်တစ်ခေါက်ကပြောခဲ့သလိုပဲပေါ့နော်ဟိုဒါ diploma exam တွေလည်းရှိတယ်အဲ့တော့ကျွန်တော်က grade 8ဖြေတာနဲ့ပတ်သက်ပြောပြမယ်ပေါ့နော်ကျွန်တော်အားသာချက်တွေကိုလည်းအရင်ပြီးလို့ဒီမှာပြောထားပြီးပြီဆိုတော့သူကစာအုပ်ကလေးဝယ်ဖို့လိုတယ်ဒီ Trinity က grade 8အတွက်စာအုပ်ပေါ့နော်ဘာဖြစ်လို့လိုတာလဲဆိုတော့သူကတကယ်လို့ကိုကဆောင်းဝိုင်းဖြေဖို့အတွက်အနောက်က backing track လိုတယ်ဆိုလို့ရှိရင်သူတို့ကအဲ့ copyright ကိစ္စရဲ့နဲ့ပတ်သက်ပြီးတော့ claim လုပ်ပြီးသားအဲ့ဒီအတွက်benefit တွေကဝယ်ထားလို့ရှိရင်စာအုပ်ကအနောက်မှာသူကဒီလိုစာအုပ်ကအနောက်လေးပါပေါ့နော်အဲ့ဒါဟိုရှိတယ်ကုန်းနံပါတ်ပေးထားပြီးသားကိုရဲ့ right ပေါ့နော်ဟို download လို့ရတယ်အဲ့ဒါလေးကို download လို့ရှိရင်backing track တွေရောက်မယ်ပြီးလို့ရှိရင်သူတို့တီးထားတဲ့ဟာတွေက original နဲ့မတူဘဲနဲ့သူတို့ improvisation လုပ်ထားတဲ့ဟာမျိုးရှိတယ်ပေါ့နော်အဲ့ဒါရှိတော့အဲ့ဒါ detail ကြည့်လို့ရတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ကဆောင်းဝဲဖြည့်မယ်ဆိုလို့ရှိရင်ဆောင်းဝဲကြီးတင်ပြီး submit လုပ်လိုက်ပြီပေါ့နော်video submit လုပ်တာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ form submit လုပ်လိုက်ပြီဆိုလို့ရှိရင်သူတို့ကအနည်းဆုံးတစ်လခွဲဆောင်တယ်အဲ့တော့ကိုကဖြည့်မယ်တချင်းတွေလည်း ready ဖြစ်ပြီဆိုလို့ရှိရင် submit ကမြန်လုပ်ချင်တယ်ပေါ့တချင်းဒီ video upload တင်ထားလိုက်လို့ရှိရင်သူအချိန်ကိုက်လို့ရအောင်ပေါ့နော်အဲ့ဒါကိုချိန်ကြည့်ဖို့အနည်းဆုံးတော့ကိုကဒီ lower chat တွေ requirement တွေအားလုံးဖြည့်ပြီးတဲ့အပြင်မှာသူတို့ရှိက video upload လုပ်ဖို့ submit လုပ်ဖို့အနည်းဆုံးတစ်လခွဲချတယ်အဲ့တော့အဲ့ဒါကိုချိန်ကြည့်ဖို့ကို ready ဖြစ်မဲ့အချိန်အဲ့ဒါခုနောက်တစ်ခုကျတော့ကျွန်တော်တို့ဒီ YouTube မှာပေါ့YouTube မှာသူကဒီတချင်းကိုရေးကြည့်လိုက်ရိုက်လိုက်ပေါ့ရိုက်ပြီးလို့ရှိရင် grade 8အတွက်ဆိုလို့ရှိရင် grade 8အတွက် exam ဆိုပြီးရှိတယ်အဲ့တော့ exam အတွက်သူကဒီတချင်းတစ်ပုတ်ချင်းစီကို detail ပါတယ်အဲ့တော့အဲ့ဒါကကျွန်တော်အမြင်ကိုပြောမယ်ပေါ့နော်တော့ instructor လို့လားဆိုတော့အရန်ကိုအခုမှစတီးနေတဲ့လူတွေပေါ့နော်အရန်မသိကြသေးဘူးဆိုလို့ရှိရင်တော့ instructor လို့တယ်မြန်မာနိုင်ငံမှာဒီဆောက်ထဲမှာရှိနေတဲ့တချင်း list အရာဆိုလို့ရှိရင်ကောင်းကောင်းလေးကို instruction ပေးနိုင်တဲ့ instructor အများကြီးရှိတယ်ပေါ့နော်အဲ့တော့အခချင်းငွေအားဖြင့်လည်းသူတို့ professional fees ကဒီမှာ user လောက်ကိုမများဘူးဒီမှာဆိုရင်အနည်းဆုံးတစ်နာရီ2000လို့ပါလို့ယူရမှာနော်သူတို့ rules and regulation တွေရှိလို့ပေါ့အဲ့ဒါတွေလည်းသူတို့ကောင်းကောင်းသိနိုင်တယ်ဆိုတော့ဒါပေမဲ့အဲ့ဒီလည်းအရန်ခက်တယ်လို့တော့မဟုတ်ဘူးအဲ့တော့ကျွန်တော်ကဘာလုပ်စေချင်လဲဆိုတော့အရန်ကြီးကတီးနေတဲ့လူမဟုတ်ဘူးကျွမ်းကျင်နေတဲ့လူမဟုတ်ဘူးဆိုတော့ instructor ယူပါ professional fees ကိုပေးလိုက် preparation ကောင်းလုပ်ပါတကယ်လို့ကိုကတီးနေကြပြီဆိုတော့ကျွန်တော်တို့မျိုးဖြစ်နေကြပြီဆိုရင်တော့ဆောင်းဝဲ instructor လုပ်မဲ့လူတွေပေါ့နော် instructor လုပ်မဲ့လူဆိုတာကတောင်းတချင်းလည်းနှုတ်ထုတ်တတ်နေပြီကိုတီးမဲ့ကို responsibility ကိုယူနိုင်နေပြီပေါ့နော်တဲ့အပြင်မှာတီးမဲ့ဒီပိုင်းမှာတီးနေမဲ့လူတွေဆိုရင်တော့အဲ့လိုလူမျိုးတွေကမလိုဘူးဆိုတော့အဲ့တချင်းတွေကလည်းတီးနေပြီပေါ့နော်ဒါတွေဆောင်းဝဲပြင်မဲ့ list တွေကိုကြည့်နေကိုတီးဦးတဲ့ဟာအနည်းဆုံးတော့5-6 ဘုတ်ပါပြီးသားအဲ့လိုလူတွေကတော့ instructor မလိုဘူး YouTube မှာကြည့်ပြီးတော့နောက် grade 8ဆို grade 8တော့တည်တံ့ရှိတယ်သူကအဲ့တော့exam ပေါ့နော်ကျွန်တော်အဓိက exam ကိုလည်း target ထားပြီးပြောမယ်ဆိုလို့ရှိရင် exam ကကျွန်တော်တို့ကတော့ကျွန်တော်လေ့ကျင့်တယ်ပေါ့ကျွန်တော်အနည်းဆုံးအဲ့3ဘုတ်အတွက်ကျွန်တော်အနည်းဆုံး1လ2လလောက်အချိန်ယူလိုက်တယ်ယူလိုက်ပြီးတော့ကျွန်တော် YouTube ကိုကျွန်တော် speed ကို slow down လုပ်လို့ရတယ်အဲကျွန်တော်နေ့တိုင်းကျွန်တော်ဒီတပုတ်ပြီးတပုတ်သူက video ကတော့ one click တိုင်းလောက်အောင်မှာဆိုတော့တချင်းသုံးဖို့ရွေးတစ်ခါတည်းဒီစင်ထားပါတော့စင်ထားပြီးဒီအဲ့တော့ကျွန်တော်ကိုနေရာကိုတိုင်းပြီးမှာပဲဆိုရင် ACC ပဲဒီ monitor နဲ့ရှိတယ်ဆိုလို့ရှိရင် level ချိန်လိုက်ပေါ့ကျွန်တော်အခန်းထဲမှာဘာမှမရှိဘူးတော့ပတ်ဝန်းကျင်လည်းအရင် noise ဖြစ်မှာဆိုလို့ကျွန်တော်မိတ်ဆွေတယောက် recording room နဲ့ကိုသွားလိုက်ပြီးတော့ recording အချိန်ယူလိုက်တော့အဲ့မှာတီးလိုက်တယ်10မိနစ်တီးလိုက်တယ်အဲ့ပို့အဆင်ပြေတယ်ပေါ့နော် upload အဲ့တော့ဘယ်လိုဖြေရမလဲဆိုတော့ဖြေပုံဖြေနည်းကို YouTube သူတို့မှာ tutorial လေးရှိတယ်ကိုလုံးဘယ်လောက်ထိပါရမယ် clear ဖြေရမယ်ကျွန်တော်တို့ guitar သမားဆိုလို့ရှိရင်ကိုလုံးပေါ်ရပြီ teacher guitar team position clearance ပြင်ရပြီ piano သမားဆိုတော့6 pedal လေးပါရမယ် drum သမားဆိုလည်းရှိတယ်ပေါ့နော် guitar သမားကတော့တေးသေးရှာလေးကို clear ဖြစ်တယ်ဆိုရ
ဒီကလိုအပ်တဲ့ဒီ guitar raw guitar အတွက် performance ကတော့ဒီလောက်ဆိုကျွန်တော်လုံလောက်ပြီလို့ထင်ပါတယ်အဲ့တော့အားလုံးအဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်တယ်ဒါကကျွန်တော်တွေ့ကြုံခဲ့တဲ့ဟာပေါ့နော်ဆောင်ဝဲကြီးကကျွန်တော်ကဒေါ်လာ300ပေါ့ပတ်နဲ့ပြန်တွေ့ပြီးတော့ဆိုတော့ပတ်နဲ့ပြန်တွေ့ပြီးကျွန်တော်ဒီကိုတွင်းပေါ့နော်ဆောင်ဝဲကြီး submit လုပ်တာ exam ဌာနကကျွန်တော်မြန်မာနိုင်ငံအတွက်ဆိုလည်းသိကြတယ်ဒီ time မှာပဲရှိတယ် time ကဒီ branch ယူထားတဲ့ Trinity မှာပဲကျွန်တော်တို့ video upload လုပ်ခိုင်းတယ် submit လုပ်တယ် form ပြီးတော့သူတို့ဘက်တင်ပေးတယ်သူတို့ ready ဖြစ်ပြီဆိုတော့ mail ပို့ပေးတယ်ပထမဆုံး result ကိုရင်ပို့ပေးတယ် result တွေ detail ရေးပြီးတော့ဘယ်လောက်ပေးတယ်ခင်ဗျားဘယ်လောက်ရတယ်တပုတ်ချင်းစီမှာကောင်းတယ် comment တွေပေါ့နော် comment 3ခုလောက်ပေးတယ်3ပုတ်ဆိုတော့ပြီးတာနဲ့ခင်ဗျားကိုဘယ်လောက်ရလဲဆိုတော့သူတို့ပြောပြတယ်နောက်ပြီးတော့တစ်လားလောက်ထပ်ကြတဲ့အချိန်မှာတော့အောင်သွားပြီဆိုလို့ရှိရင်အောင်သွားတဲ့အတွက် certificate ကိုလမ်းပို့ပေးပါတယ်သေချာလေးအဲ့တော့certificate ရမယ်ဆိုရင်တော့ကျွန်တော်ပြောရတဲ့အတိုင်းပဲပေါ့နော်ထောက်ကူဖြစ်တယ်အားလုံးအဆင်ပြေပါစေလို့အခု Trinity ဖြေပုံဖြေနည်းပေါ့နော်တကယ်လို့ကိုကလည်းဟိုချိန်ကြည့်လိုက်ပေါ့ကိုက instructor လုပ်နေဆိုရင် instructor ခေါ်ပါမလို့ဘူးဆိုရင်လည်းတက်တာတော့ပေါ့နော်ကိုက YouTube မှာကြည့်ပြီးတော့လေ့ကျင့်လို့ရတယ်ဆိုတော့လေ့ကျင့်ပါအဲ့တော့ instructor ကိုတော့တက်တာပါမယ်စာအုပ်ကိုကတော့အနည်းဆုံးပတ်တစ်ထောင်ကျော်ပါတယ်ဒါပေမဲ့စာအုပ်ဝယ်လိုက်ပါစာအုပ်တော့လိုမယ်လို့ကျွန်တော်မျှော်လင့်တယ်ဆောင်းဝဲချင်းနဲ့ဆိုတော့များတယ်ဒါပေမဲ့ရမယ့် benefit ကပိုများပါတယ်အားလုံးအဆင်ပြေပါစေ